ကျွန်တော်ဒီနေ့တော့အိမ်ကတူမလေးအတွက် lunch box လေးပြင်ဆင်ပေးဖြစ်ပါတယ်။မန္တလေးကအတော်အလဲလာတော့ City Mart ကနေပစ္စည်းလေးတွေဝယ်ခဲ့တာနဲ့အရန်အသင့်လေးဖြစ်သွားပါတယ်။အထုပ်ဖြည့်ကြည့်လိုက်တော့နနက်တီရွှေဖယုံတီမုံလာဦးကြက်သားနဲ့ကစုံဥလေးတွေပါလာပါတယ်။ဒီပစ္စည်းမဲ့လေးတွေတုံးပြီးကျမရင်းနဲ့ညီညွတ်ကအာဟာရပြည့်ဝတဲ့ lunch box လေးဘယ်လိုပြင်ဆင်ရမလဲစဉ်းစားကြည့်လိုက်တော့၃ယောက်ချဲထမင်းနဲ့တူမလေးကြိုက်တဲ့ကြက်မီးခင်ချက်လေးချက်ဖို့အတွက်စဉ်းစားမိပါတယ်။အရင်ဆုံးဆန်လေးတွေကိုရေနဲ့ထပ်သုံးတန်းနဲ့ဆေးကြောပြီးရေစိမ်ထားလိုက်ပါမယ်။ပြီးတော့ရွှေဖယုံတီနဲ့ကစုံဥလေးတွေကိုအခွန်နွားပြီးစိတ်ထားပေးရမှာဖြစ်ပါတယ်။ဒီနေ့က lunch box လေးကိုတော့ City Mart ပေးကနေကြီးညာထားတဲ့ပြိုင်ပွဲတစ်ခုကိုတွေ့ပြီးချက်ပစ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးကျမရည်နဲ့လည်းညီညွတ်ပြီးအာဟာရရှိတဲ့နေ့လည်စာထမင်းဘူးလေးတွေကိုပြင်ဆင်ချက်ပြုတ်ပြရင်းနဲ့ကျပ်သိန်း30နဲ့ City Rewards Point ရရှိနိုင်တဲ့ City Mart ရဲ့နှစ်30ပြည့်အထိမ်းအမှတ်ဟင်းချက်ပြိုင်ပွဲကြီးမှာပါဝင်ရှင်ပြိုင်လို့ရပါတယ်။ကျွန်တော်ရဲ့3ယောက်ချဲထမင်းဘူးလေးဖန်တီးဖို့အတွက်ကိုတော့ကစုံဦးနဲ့ရွှေဖယုံသီးလေးတွေကိုရင်နှွေးငွေမှာပေါင်းနှပေးလိုက်ပါတယ်။ရွှေဖယုံသီးလေးတွေပေါင်းနေတော့မှကြက်သားချက်ဖို့အတွက်ပြင်ဆင်ပါမယ်။ကျွန်တော်ချက်တဲ့ကြက်သားဟင်းတွေထဲမှာတူမလေးကြိုက်ဆုံးဖြစ်တဲ့ကြက်သားကင်ချက်လေးကိုရွေးချယ်ထားပါတယ်။ကြက်သားလေးကိုရေစေးကြောတန်းဆင်ပြီးမီးသွင်းမီးအေးအေးလေးမှာကင်ထားပေးလိုက်ပါမယ်။ပြန်ချက်မှာဖြစ်တဲ့အတွက်ကြောင့်ကြက်တဲ့ထိအကြာကြီးကင်စရာမလိုပဲအပေါ်ကျော်လေးတွေတင်းယုံလာတော့10မိနစ်လောက်ကင်ပေးရင်ရပါတယ်။ကြက်သားကင်ထားတာဆင်းသင်းဖြစ်ပြီးဆိုရင်တော့ဟင်းပွဲစချက်ပါမယ်။အုပ်ပူပေးအုပ်ပူလာနေစီထဲကစီပူလာပြီဆိုရင်တော့ကြက်သွန်မြူတပြားရိုက်ထားတာလေးထည့်ပြီးစီတက်ပါမယ်။ကြက်သွန်မြူလေးကျွတ်လာပြီဆိုရင်တော့ရေနွေးထည့်ပါတယ်။ပြီးတော့အရသာအတွက်ခယူစီပဲငယ်ပြားကြီးပဲငယ်ပြားရဲ့အနောက်ချက်သားမုံအနေငယ်နဲ့တကြားထည့်ပါတယ်။ပြီးတော့ကြက်သားကင်ထားတာလေးထည့်ပြီးလိမ့်ပေးပါမယ်။အခုနီလေးကတော့ကြက်သားမြန်မြန်ချက်စီပြီးအလင်းလိုတဲ့အခါတွေမှာချက်တင်တဲ့နီလေးလည်းဖြစ်ပါတယ်။ရေခမ်းပြီးအနှစ်လေးတစ်ဖြက်ဖြက်ဖြစ်လာပြီဆိုရင်တော့ကြက်သားဟင်းလေးစင်လေးဖြစ်ပြီးဖြစ်ပါတယ်။ဒီဟင်းလေးကညှိနဲ့လုံးဝပျောက်သွားပြီးအချိုဓာတ်လေးနဲ့ကြောင့်မို့ကလေးတွေလည်းတော်တော်လေးကြိုက်ကြပါတယ်။ပေါင်းထားတဲ့ကစုံနဲ့ရွှေဖယုံသီးလေးတွေလည်းစင်လေးဖြစ်ပြီးဆိုရင်တော့ဆန်ကို3ပကံခွဲပြီးတစ်ပကံစီမှာထည့်နေပေးပါမယ်။တတိယပကံကိုတော့ food grade color အပြာရောင်လေးတစ်စက်နဲ့နေထားပါတယ်။ကျွန်တော်သုံးထားတာကတော့ FDA နဲ့ WHO ကနေခွင့်ပြုထားတဲ့ food grade color လေးပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အိမ်မှာကောင်းချင်းပေါင်းချောင်လေးတွေအစင်လေးရှိရတယ်။ပေါင်းချောင်လေးနဲ့ပဲသုံးပြီးပေါင်းထားပါတယ်။ဒီပြိုင်ပွဲလေးမှာပါဝင်ရှင်ပြခြင်းနဲ့ဆိုရင်တော့အယောင်ဆုံးဟင်းပွဲလေးကိုချက်ပြုတ်ပြင်ဆင်ပြီးဓာတ်ပုံဒါမှမဟုတ်ဗီဒီယိုကိုကိုယ့်ရဲ့အကောင့်မှာ post တင်ပေးရပါမယ်။ပြီးတော့တင်ထားတဲ့ post လေးကို screenshot ရိုက်ပြီး City Mart မြန်မာ campaign post အောက်မှာလာမှတ်ပေးရမှာဖြစ်ပါတယ်။ရှင်ပြိုင်သူတွေထဲကနေမှာပထမဆု3သိန်းနဲ့ဒုတိယဆု2သိန်းနဲ့တတိယဆု1သိန်းနဲ့ City Reward Point တွေအပြင်နှစ်သိန်းဆုအနေနဲ့ကျပ်1သိန်းနဲ့ City Reward Point 2ဆုကိုလည်းပေးအပ်သွားမှာဖြစ်ပါတယ်။အခုပြိုင်ပွဲကတော့ဒုတိယအကြိမ်မြောက်ဖြစ်ပြီးပြိုင်ပွဲ3ကြိမ်ပြီးဆုံးတာနဲ့ပထမဆုရရှိတဲ့သူနဲ့ဒုတိယဆုရရှိတဲ့သူ6ဦးကအဲ့ဒီပြိုင်ပွဲကြီးမှာတော့ပထမဆုအနေနဲ့ကျပ်သိန်း30တန်းဒုတိယဆုအနေနဲ့ကျပ်သိန်း20တန်းတတိယဆုအနေနဲ့ကျပ်10သိန်းနဲ့ City Gift Card တွေအပြင်ကျပ်1သိန်းနဲ့ City Gift Card 2သိန်းဆု3ဆုကိုပေးအပ်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲအသေးစိတ်ကိုတော့ City Mart မြန်မာပေးမှာလည်းအသေးစိတ်ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။အခုဒုတိယမြောက်ပြိုင်ပွဲလေးကတော့ August လ12ရက်နေ့ထိပဲဆိုတော့အခုပဲပါဝင်ရှင်ပြိုင်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ဒီနေ့တော့ဒီနေရာလေးမှာပဲဆုံးသက်လိုက်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်စီပါ။